အားလုံးပဲမင်္ဂလာပါဗျ။ YouTube မှာ Facebook မှာတိုင်းမှာကြီးကြဒုတိယဝါဒနာရှင်ကြီးကိုမမအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်တင်ချာစာအုပ်ကနေနှုတ်ခွန်းဆက်တာပါရဗျာအားလုံးပဲနော်။ကြီးကိုမမအားလုံးပဲကျွန်တော်တို့နော်94ဆိုပြီးထွက်သွားတဲ့နေ့ကနေကုန်3ပရိတ်ဆိုပြီးကျွန်တော်ပေးခဲ့တာရှိတယ်ညီကောင်တို့အားလုံးပဲမှတ်မိမယ်ထင်ပါတယ်နော်။နေကုန်3ပရိတ်မထီရင်မပေါက်ပါဘူးလို့ကျွန်တော်ပြောခဲ့တဲ့ပရိတ်ဆိုင်ကလေးအခုပြန်ဝင်လာပါပြီညီကောင်တို့အားလုံးကျွန်တော်ကနေချပြမယ်ညီကောင်တို့တွေဘက်ကနေအမှားမှန်သုံးသက်ပြီးတော့မိမိတို့အဆင်ပြေသလောက်မိမိတို့တက်နိုင်သလောက်နော်မိမိတို့လောဘရှိသလောက်လိုက်ပြီးတော့နော်ကြိုင်နှစ်တန်ဆော့ပါမကြိုင်ရင်ကြော်သွားပါနော်ပထမဆုံးတစ်ခေါက်အနေနဲ့ပထမဆုံးအနေနဲ့ကျွန်တော်မြေတားရခံနေတာညီကောင်တို့အားလုံးကကျွန်တော်အခုဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့ကြော်မတော့ပဲကျွန်တော်ကိုlike လက်မလေးတွေပေး share အားလေးတွေပေးပြီးတော့ကျွန်တော် YouTube channel လေးကို subscribe ခေါင်းလောင်းလေးနှိပ်ပေးထားပါကျွန်တော်ရဲ့ Facebook page လေးကိုလည်းเนาะ like follower လေးလုပ်ပေးထားပါအများနဲ့တင်ပေးပါမလို့အများနဲ့စောင့်ကြည့်ဖို့ညီကောင်မတို့ရဲ့အားလုံးကိုတိုက်တွန်းပေးရသေးဗျကဲဒါဆိုကျွန်တော်တို့တစ်ချက်သွားအောင်အားလုံးပဲညီကောင်မတို့မှာသူကဘယ်လိုပေးထားလဲဆိုတော့ဒီမှာကျွန်တော်ပရိသတ်တွေကျွန်တော်ပြမယ်เนาะကျွန်တော်ဒီမှာ9 1နှလုံးပေါင်းချင်းဒီ6တဲ့အဲ6ပရိတ်ဒီတဲ့အဲ6ပရိတ်ဒီကျွန်တော်တို့တွေကဗမာဝင်ခဲ့လဲဆိုလို့ရှိလို့ရှိရင်တဲ့ကျွန်တော်တို့တွေကဒီမှာပြန်ဝင်တယ်နှလုံးပေါင်းချင်းတပင်းကျော်မှာ6ပရိတ်ဆိုကျွန်တော်တို့ပြန်ဝင်တယ်เนาะနောက်တော့အဲ့6 3ညဆို6ပရိတ်လို့ဝင်တဲ့အပင်ကပဲ3ည4နှလုံးပေါင်းချင်းဒီ4ပရိတ်တဲ့အဲ့4ပရိတ်ဒီတဲ့ကျွန်တော်တို့ဗမာပြန်ဝင်လဲဆိုလို့ရှိလို့ရှိရင်တဲ့သူအောက်တပင်းကျော်မှာကျွန်တော်တို့က86 4ပရိတ်ဆိုကျွန်တော်တို့က4ပရိတ်ပြန်ဝင်ပါတယ်အဲ့86 4ပရိတ်ကပဲတဲ့ကျွန်တော်တို့တွေက6ခွန်နှလုံးပေါင်းချင်း3ပရိတ်ဒီတဲ့နောက်တစ်ပွဲမှာကျွန်တော်တို့ဗမာပြန်ဝင်လဲဆိုလို့ရှိရင်62နှလုံးပေါင်းချင်း3ပါဝါ10ပရိတ်ဆိုကျွန်တော်တို့ပြန်ဝင်ပါတယ်အဲ့62ကပဲတဲ့22ကိုနှလုံးပေါင်းချင်း1ပရိတ်ဒီတဲ့နောက်တစ်ပွဲမှာကျွန်တော်တို့ပြန်ဝင်လဲဆိုလို့ရှိရင်29 1ပရိတ်ဆိုကျွန်တော်တို့တွေကပြန်ရိုက်ပေးချပါတယ်အဲ့29က9နောက်ပိတ်နဲ့4နဲ့နှလုံးပေါင်းချင်းဒီလဲ3ပရိတ်အဲ့3ပရိတ်ဒီလဲတဲ့နောက်တစ်ပွဲမှာကျွန်တော်တို့တွေက58 3ပရိတ်ဆိုကျွန်တော်တို့တွေကပြန်ဝင်ပေးသွားတယ်နောက်တော့အဲ့58က8နှစ်နှလုံးပေါင်းချင်း3ညပရိတ်ဒီတဲ့အဲ့3ညပရိတ်ရဲ့နောက်တစ်ပင်ကျော်မှာကျွန်တော်တို့တွေကညနေစီမှာ80နဲ့3ညပရိတ်ဆိုပြီးတော့ပြန်ဝင်ပေးသွားတယ်အဲ့80နဲ့3ညပရိတ်ကနေပြီးတော့ကျွန်တော်တို့ကဒီ58နှလုံးပေါင်းချင်း3ပရိတ်ဒီတဲ့နောက်ပွဲမှာကျွန်တော်တို့တွေက3ပရိတ်ကိုကျွန်တော်နေကုန်ခေါ်လာတာဟုတ်လား40ကို3ပရိတ်ဆိုကျွန်တော်တို့တွေကပြန်ဝင်သွားတာအခုเนาะကျွန်တော်တို့ဟုတ်လား40ကို94 3ပရိတ်ဆိုကျွန်တော်တို့ပြန်ဝင်သွားတာအဲ့94 3ပရိတ်ကနေဒီ4ကိုနှလုံးပေါင်းချင်းဒီ3ပရိတ်ဒီတဲ့ကျွန်တော်တို့ကဒီနေ့နေကုန်မှာကျွန်တော်တို့က3ပရိတ်ကိုကျွန်တော်တို့ကမဖြစ်မနေလိုက်ပြီးတော့ဆော့ရမယ်เนาะဒီကိုမနမနဲ့အားလုံးပဲဒါကတော့မြင်မယ်တွေ့မယ်လို့တော့ထင်ပါတယ်เนาะနားမလဲဘူးမမြင်ဘူးဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခေါက်ကျွန်တော်တည်ချာလေးကျွန်တော်ထပ်ပြီးတော့ပြပေးပါမယ်ဗျဒါလေးကိုလည်းတစ်ချက်လိုက်ပြီးတော့ကြည့်ပေးပါဗျเนาะ9တက်နှလုံးပေါင်းချင်း6ပရိတ်က6 3ညနှလုံးပေါင်းချင်း6ပရိတ်လို့ရိုက်တယ်3ညလေးနှလုံးပေါင်းချင်း4ပရိတ်က8 6နှလုံးပေါင်းချင်း4ပရိတ်လို့လိုက်ရိုက်တယ်6ခုနှလုံးပေါင်းချင်း3ပရိတ်က6နှစ်နှလုံးပေါင်းချင်း3ပါဝါ10ပရိတ်လို့ရိုက်တယ်2 9နှလုံးပေါင်းချင်း1ပရိတ်က2 9နှလုံးပေါင်းချင်း1ပရိတ်လို့ပြန်ရိုက်တယ်6လေးနှလုံးပေါင်းချင်း3ပရိတ်က9 8နှလုံးပေါင်းချင်း3ပရိတ်လို့ပြန်ရိုက်တယ်8နှစ်နှလုံးပေါင်းချင်း3ညပရိတ်က8နှစ်နှလုံးပေါင်းချင်း3ညပရိတ်လို့ပြန်ရိုက်တယ်9 8နှလုံးပေါင်းချင်း3ပရိတ်က6လေးနှလုံးပေါင်းချင်း3ပရိတ်လို့ပြန်ရိုက်တယ်4ကိုနှလုံးပေါင်းချင်း3ပရိတ်ဒီလဲကျွန်တော်တို့ကဒီနေ့နေကုန်မှာ3ပရိတ်သို့မဟုတ်10ပရိတ်3ပရိတ်မိတ်10ပရိတ်ရဆိုပြီးကျွန်တော်တို့တွေကတွေ့နေတယ်နော်ဒါတွေကိုဒီကောင်တို့အားလုံးမြောက်ဝင်ပြီးဖြစ်သွားတယ်နောက်ကကျွန်တော်တို့23ဆိုပြီးတော့ကျွန်တော်တို့ဟုတ်လားအင်္ဂါနေ့ညနေကပေါက်တဲ့ကနန်းဆိုင်ကလေးကိုကျွန်တော်ထပ်ပြီးပြပေးမယ်ကျွန်တော်အကိုဒီမားတွေအားလုံးကကျွန်တော်ကို reaction လိုက်လက်မလေးတစ်ချက်ပေးပေးတာနော်ကျွန်တော် channel လေးကိုလည်း subscribe ခေါင်းလောင်းလေးနှိပ်ပြီးတော့ဝန်းရံပေးတာကြသူကဗမာတွေ့လဲဆိုလို့ရှိရင်ဒီကောင်တို့အားလုံးတစ်ချက်ဒါလေးပြမယ်နော်3ည3ည4 3ည4 6ဒီသုံးလုံးပေါင်းချင်းဒီကျွန်တော်တို့တွေက3ညရတယ်3ညအတန်နဲ့เนาะနောက်တစ်ခါကျွန်တော်တို့တွေက4 2 5ကနန်းသုံးလုံးပေါင်းချင်းဒီတဲ့เนาะနောက်တစ်ခါကျွန်တော်တို့တွေက9 9 8ကနန်းသုံးလုံးပေါင်းချင်းဒီ2တဲ့เนาะနောက်တစ်ခါကျွန်တော်တို့တွေက9 5 3ကနန်းသုံးလုံးပေါင်းချင်းဒီ3တဲ့နောက်တစ်ခါဒါဆိုကျွန်တော်တို့က4 5နဲ့ဒီကနောက်ပိတ်နဲ့ကနန်းသုံးလုံးပေါင်းချင်းကျွန်တော်တို့ဘာဖြစ်ပေးရမလဲ4ဆိုပြီးပြန်လိုက်ဖြစ်ပေးရမယ်နော်4ဆိုပြန်လိုက်ပြင်ပါဘာကြောင့်လဲဆိုကျွန်တော်တို့မှတစ်ချက်ကြည့်မယ်3ည4 6ကနန်း3လုံးပေါင်းချင်း1တန်4 2 5ကနန်း3လုံးပေါင်းချင်း1တန်3ည1ပြီးလို့ရှိရင်ကျွန်တော်တို့တွေက9
998 958ကဏ္ဍတစ်လုံးပေါင်းချင်းဒီကျွန်တော်တို့က2 953ကဏ္ဍတစ်လုံးပေါင်းချင်း3ဆိုရိုက်ထားတယ်3ည1 2 3ဆိုရိုက်ထားတဲ့အတွက်4 9နှလုံးပေါင်းချင်း9နဲ့ဒီနောက်ပိတ်နဲ့ကဏ္ဍတစ်လုံးပေါင်းချင်းကျွန်တော်တို့က4ဆိုကျွန်တော်တို့ကမဖြစ်မနေကြရမယ်ဆိုကျွန်တော်တို့ကဒီနောက်မှာဒီအောက်မှာကြာမှာဒီဟုတ်လား9အပိတ်9နောက်ပိတ်နော်ကျွန်တော်ကိုယ်မှ9နောက်ပိတ်ဆိုပြီးရတယ်အဲ့တော့ကျွန်တော်တို့ကဒီမနက်ခင်းသေးမှာကျွန်တော်တို့က9နောက်ပိတ်နဲ့3ပိတ်ထိုးမှဆိုလို့ရှိရင်85တစ်ခွက်ရှိမယ်နော်9နောက်ပိတ်နဲ့3ပိတ်ထိုးမှဆို85တစ်ခွက်ရှိမယ်အဲ့ဒါလိုမှမဟုတ်လို့ကျွန်တော်တို့တွေက38ပိတ်ကိုခြုံထိုးနိုင်လို့ရှိရင်တော့ညီကောင်မတို့38ပိတ်ကမနက်ခင်းသို့မဟုတ်ညနေခင်းတစ်ကြိမ်ဆိုကျွန်တော်တို့ကနေကုန်မှာကျွန်တော်တို့ကပိတ်ကတစ်ကြိမ်ကြပေးရမှာနော်12နာရီ1မိနစ်တော့ကတော့ကျွန်တော်တို့က9နောက်ပိတ်ဆိုပြီးကျွန်တော်တို့တွေ့ထားတယ်ညီကောင်မတို့တွေဒါအကြိုက်ချင်းတူတဲ့ညီကောင်မတို့တွေကလိုက်ပြီးတော့ဆော့ပေးပါမကြိုက်တဲ့ညီကောင်မတို့တွေကတော့ကြော်သွားနိုင်ပါတယ်ဗျ3946ကဏ္ဍ3 3946ကဏ္ဍ3လုံးပေါင်းချင်း1 425ကဏ္ဍ3လုံးပေါင်းချင်းဒီ2เนาะဒီမှာ1 2ဒီမှာက958ကဏ္ဍ3လုံးပေါင်းချင်းsorry 3946ကဏ္ဍ3လုံးပေါင်းချင်းဒီကျွန်တော်တို့တွေက3ညအတန်ဆိုကျွန်တော်တို့ကရိုက်เนาะနောက်တစ်ခါကျွန်တော်တို့တွေကเนาะ4 2 5ကဏ္ဍ3လုံးပေါင်းချင်းဒီတဲ့ကျွန်တော်တို့တွေကဗာလဲ1เนาะနောက်တစ်ခါကျွန်တော်တို့တွေကဟုတ်လား958ကဏ္ဍ3လုံးပေါင်းချင်းကျွန်တော်တို့တွေကဗာတန်လဲ2เนาะနောက်တစ်ခါကျွန်တော်တို့ဒီဟုတ်လား953ကဏ္ဍ3လုံးပေါင်းချင်းဒီ3ဆိုကျွန်တော်တို့ကရတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က4 5နဲ့နှလုံးပေါင်းတော့6ရှိရယ်6ကိုကျွန်တော်တို့က4ဖြစ်အောင်ထည့်ပါဆိုလို့ရှိရင်ကျွန်တော်တို့ထည့်ရမှာဒီဟောဒီမှာ4ဆိုကျွန်တော်တို့ကထည့်ရအောင်အဲ့ဒါ3လုံးပေါင်းချင်း3ည3လုံးပေါင်းချင်း3ည3လုံးပေါင်းချင်း1 3လုံးပေါင်းချင်း2 3လုံးပေါင်းချင်း3 3လုံးပေါင်းချင်း4ဆိုပြီးဖြစ်မဲ့ဆိုကျွန်တော်တို့တွေကဒီမှာထည့်ပေးရမှာဒီ9အပိတ်နော်ကျွန်တော်ညီကောင်မတွေအားလုံးပဲနားလဲလိမ့်မယ်ရှင်းလိမ့်မယ်လို့ကျွန်တော်ဘက်ကယုံကြည်ပါတယ်ဒါကြောင့်မလို့ညီကောင်မတွေကြိုက်လို့နှစ်သက်လိုက်ဆောင်မယ်ဆိုလို့ရှိရင်ဒီနေ့ကျွန်တော်တို့တောက်ကြနေ့မနက်ခင်း7:00နာရီ10မိနစ်မှာ9နောက်ပိတ် site ကိုကျွန်တော်ကတွေ့ပါတယ်9နောက်ပိတ် site ကိုတွေ့တာပါတယ်ဒါကြောင့်ညီကောင်တွေအချက်ချင်းတူညီကောင်တွေလိုက်ဆော့ပါဗရိတ်ကတော့ဗရိတ်အနေနဲ့ကတော့ကျွန်တော်တို့တွေကဗရိတ်အနေနဲ့ကတော့ကျွန်တော်တို့ကနေကုန်နော်ဗရိတ်အနေနဲ့နေကုန်ကကျွန်တော်တို့တွေက3ဗရိတ်ကမိန်8ဗရိတ်ကရန်လုံးမိုင်အနေနဲ့ကတော့ကျွန်တော်တို့တွေက9အပိတ်နော်9ကနောက်ပိတ်ဗရိတ်က38ဗရိတ်38ဗရိတ်ကနေကုန်9နောက်ပိတ်က12နာရီ10မိနစ်အတွက်ကျွန်တော်တို့က9နောက်ပိတ်တွေ့ထားတယ်ကဲအားလုံးပဲနော်ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့လို့ကြိုက်တဲ့တဲ့ဆိုပါဆိုညီကောင်တို့တွေကမိမိတို့လောဘရှိတော့မိမိတို့အဆင်ပြေတွေဆော့ပါမှန်ဆန်မှိုင်းခံပါကျွန်တော်ကတော့38ဗရိတ်နေကုန်တွေ့ပါတယ်9နောက်ပိတ်ကတော့ဒီမနက်မှာ9နောက်ပိတ် site တွေ့ထားပါတယ်ဒါကြောင့်မလို့9နောက်ပိတ်နဲ့38ဗရိတ်ထိုးမှဆိုလို့ရှိရင်35 85ဆိုတဲ့နှစ်ခွက်ကိုတင်ထိုးပါနော်35 85ဆိုတဲ့ကဏ္ဍနှစ်ခွက်ကိုတင်ထိုးပါညီကောင်မောင်တို့အားလုံးကျွန်တော်ဒါကလေးကတော့မျှဝေပေးခြင်းပါတယ်ဒီမနက်ပိုင်း3ဗရိတ်မကြခဲ့ဘူး10ဗရိတ်မကြခဲ့ဘူးဆိုရင်ညနေပိုင်းမှာကျွန်တော်တို့38ဗရိတ်ပြန်ပြီးတော့ထပ်လိုက်ရမယ်38ဗရိတ်ဒီနေကုန်9နောက်ပိတ်ဒီ12နာရီ10မိနစ်အတွက်9နောက်ပိတ်ဒီမိန်နော်ကဲအားလုံးပဲကွက်လက်ပါဗျကံကောင်းကြပါစေဗျ